ခွဲလေ ရှင် ဒီနေ့က holiday ဆိုတော့ဘေးသွားရင်ကောင်းတယ်ငါလုံးကောင်းတယ်စဉ်းစားပြီးတော့ ဒီသွားရင်ကောင်းတော့ဘာလို့သွားမှာလဲခုခုသွားစားတာအကောင်းဆုံးနေမှာ အစားစားပြီးတော့ စားတဲ့နီကိုလိုနဲ့တဲ့တယ်အားလုံးနဲ့တဲ့တယ်အစားတော့ကလူရဲ့ ဘာစားရင်ကောင်းလဲဆိုတော့တမင်ဟိုစားချင်တာ ဘာစား ဝေးလည်းဘာစားချင်လဲဘာစားတရုတ်လားထိုင်းလား ထိုင်းစားတော့လည်းတဲ့ အဲ့ဒါတမင်ထိုင်းစားချင်တယ်ဆိုတော့နေရာတူစားချင်တာဖြစ်နေဆိုတော့ထိုင်းစားကောင်းကောင်းရမယ်စိုင်ကိုရှာမယ်ဆို ထိုင်းကိုသွားမှာလားကားနဲ့ဆိုသွားမယ် ထိုင်းကိုသွားလိုက်မယ်လေဆိုလည်းနော်ထိုင်းကိုသွားလိုက်မယ်ထိုင်းမှာပဲသွားစားလိုက်မယ် ကားနဲ့ဆို တော့ထိုင်းမှာ လင်းတော့မစီးအောင်တော့ကားနဲ့က ဘာဖြစ်လို့လဲလင်းရ ဒီကားနဲ့သွားမယ် လင်းစီးလိုက် လင်းမစီးအောင်နှကောင်းအောင် အဲ့ဆိုရင်ထိုင်းစာကောင်းကောင်းရှိရဲ့နေရာကိုသွားမယ်အဲ့တော့ထိုင်းကိုအခုကားနဲ့သွားမယ် Okay let's go 你看上古那区啊，里面呢水边那楼，上古啊那年家没到。是的，干嘛？可以经常。开ခွဲလေးဆွဲလို့ရပြီဒီမှာလုံးဝယိုရီးယားရောက်သွားသလိုခံစားစီရမယ်အစားတောက်ပြီးတာဒါကနော်ဒါ share ပဲနော်ဒါဒီဆိုင်နာမည်အနည်းဆုံးစားလိုက်သေးအရင်ဆုံးဆိုင်နာမည်ပြော ဆိုင်နမရ ယိုရီးယားတန်ပီမယိုရီးယားစာကျွေးမယ် ကဲပြီးအောင်ပြောမယ် ခနိုင် ခနိုင် ခနိုင်နည်းနည်းတောင်းတယ် ခနိုင် ဟိုတိတ်ချပြောနှစ်ခါနဲ့တုံပြီးပြောပွဲလေးပြော ခနိုင် ခနိုင်ဆိုရအတိတ်ပဲသိလား ခနိုင်ကိုသိတယ်ပြပါ မြန်မာလိုအတိတ်ပဲဆိုလို့ရှိရင်တထေးမာတဲ့ ဩ တထေးမာပေါ့ အေးကျင်းတ်တယ်လေ ကိုကိုဘယ်လိုပြောမလဲ တတိမာအပေါက်တတိမာဟာတတိမာဆိုင်မှာလာစားတဲ့တတိမာ ဟုတ်လေကိုကိုယူရီးယားဆိုဘယ်လိုပြောမလဲ ဘယ်လိုခနိုင်ခနိုင်မှလာစားပါလို့ပြောပြရစီတော့ ကဲအဲ့ဒါစားကြမယ်ဒီကအရင်လိုက်တယ်ဝေးတယ်ဝလာမှာတော့စားကြ စားပြပါ ဒါစလက်ရက်သေးဟိုမှာဟုတ်ခက်လေနဲ့ထဲနော်ဒီမှာဘခောက်လေးတစ်ခုထဲနာမည်လေးပါလေပေါ့နော် ကိုကြိုက်တာတဲ့ပြင်စင်ကရှမ်းနေတယ်လေစားတော့ချောင်းစင်တယ်ကိုယ်ကလည်းမစားတော့ ဟုတ်လေစက်သားနဲ့လည်းရတယ် ဟောချက်သားနေလေရတယ် စက်သားနဲ့လည်းဟုတ်စက်သားနဲ့မရဘူးမှားသွားပြီဝတာအဆိုရဲ့ဒီလိုမျိုးအဆိုနဲ့လည်းရတယ်ဝမ်းနဲ့လည်းရတယ်ဒီလိုမျိုးအကျွတ်ဘခောက်ကြော်နေရတယ် ဒါကြတော့ ခောက်စင်းနဲ့ ဝါကောက်စလာဟုတ်စားတော့စားဖြစ်ဘူးကိုရိုလီနဲ့လက်ထပ်ထားဖို့ဟိုစားတယ် ဟုတ်လားမစားအောင်စားဒီအရေးပဲစားမှာဝါ ဟုတ်ကိုယ်လေးကခဏခဏဖတ်လိုက် 我要我当了上古不加油。 ဒီတော့တောင်းလည်းလည်းမြင်တာစူမာ ဟာအရင်ကောင်းတယ်ဘခောက်စလက်ပေါ့နော်ဒီမှာအများကြိုက်တယ်ပေါ့နော်အစားများကြကြပြီးကိုယ်ထိုင်အများကောင်းပါဟုတ်လား ဟုတ်တယ် ထိုင်သွားတယ်လေ ရတာနဲ့ထိုင်းသွားတော့ဒီမှာပဲစားတော့မယ်လေလင်းလည်းမစီရတာ ဝေးတယ်တော့လင်းမစီရထိုင်းကြမစားဘူးအဲ့ဒါငါဘာဆိုင်ကောင်းလို့စဉ်းစားလိုက်တော့ထိုင်းကြစားခြင်းလဲဆိုတာနဲ့ထိုင်းရောက်သွားဆိုခံစားတယ်ဆိုင်ဆိုင်ခေါ်သွားမယ်ဆိုတော့စင်ပြေလားတို့ကျေးဇူးတရားမယ်ဆိုင်နေမယ်ပြော ငါလေခုနာ ခုနိုင် ခုနိုင် ဘာသာယူရီးယားစားတာနည်းနည်းလေးဝင်ပြီးတော့ယူရီးယားကဆွဲလေးဖြစ်နေစာပြီးဝိုင်းနဲ့ခုနိုင်နဲ့ဆွဲနေမှာပေါ့ ခုနိုင်ကြိုက်သွား ဆက်စားလိုက်ပါနော်ဘယ်ပါအစားတော့တယ်စားဆိုင်နေကလေးပဲပေါ့အဆင်ပြေနော် ဒီနေ့စားတော့ဗလိဒီမှာအနာကြီးနဲ့လာရင်းနဲ့ဘိုက်စားတယ်ဆိုရင်ဒီမှာထိုင်းစားလို့ရတယ် စားလို့ရတယ်ဆက်တယ်ကို
ကိုဆိုရမ်းစစ်ပြီးအဲ့တောင်းနေဒီကအားနာခတ်တောင်းထုတ်တယ်ကိုအပေါ်ချီးတယ်ကဒီပတ်သက်ကျေးလာတယ်ဆို谢谢မိုက်တယ်အရင်စစ်ပြီးခါကြလို့ရှိရင်လည်းပို့လေအချင်းကမရဘူးအစားကလည်းစားခြင်းနဲ့ဟိုသွားမှတဲ့တနေရာသူသွားပြလို့နော်ဒါကအဲ့မှာဖိုက်လေးပြည့်ပြီးတော့အလှလည်းဖိုက်ပြင်းအောင်ပြီးသွား လာပြင်းနဲ့မုတ်စားလေးရတယ်မုတ်စားနဲ့အလှပြင်းလေးရတယ်နှစ်ခုလုံးစစ်ပြီး စစ်ပြီး